ကိုများအသင်းတော်ပြည်မတော်ဖောင်ပွဲဦးစီးဦးဆောင်လိုက်ရှိတဲ့ဒုတိယအသင်းတော်ဖြစ်ပါတယ်ဆရာမနာရွှေဖြစ်ပါတယ်ဒါတော့ရိုးရာအစီအစဉ်အတွက်ကြိုတင်ပြီးတော့မှပြင်ဆင်နေတဲ့ဖြစ်ပါတယ်လို့အခုကျွန်တော်တို့စာပရမဖောင်ပွဲခန်းနာလုပ်ဖို့ရတဲ့ဒီနားမှာတင်သားတွေနဲ့ပြိတ္တာတွေအများကြီးတွေ့ရပါတယ်လို့နော်ဒါလူငယ်ကောင်းဆိုကျွန်တော်ဗီဒီယိုမှတ်တမ်းလေးတင်ပါတယ်ဒါလူငယ်လေးတွေဟိုင်းလေးလို့နော်ဒါဆယ်ရိုထောင်းဖြစ်ပါတယ်ဒါတော့ဆရာကြုံနိုင်ဦးနည်းနည်းတော့အချိန်ဆောက်ရတော့ပင်မနဲ့ပုံရပါတယ်နော်ဆယ်ရိုနိုင်ဖို့ဖြစ်ပါတယ်ဒါမျိုးဆိုဆရာဗီဒီယိုမှတ်တမ်းလေးရိုက်ထားနည်းနည်းဟိုင်းလေးလုပ်ပါအောင်ဗီဒီယိုမှတ်တမ်းလေးလုပ်ထားပါတယ်ရွာလေးတွေပါပြောပါအောင်နော်ဒါတော့ဒီနေ့ကျွန်တော်ပြည်မတော်ဖောင်ပွဲခန်းနာကိုရောက်လာတဲ့ကျွန်တော်တင်သားတွေနဲ့နေအသီးသီးကတင်းတော်လူကြီးတွေဖြစ်ပါတယ်လို့ဆိုတော့ဟိုမှာစုံပါပဲဆရာခိုင်ကြီးဖြစ်ပါတယ်ဆရာလေးကြီးโอเคမှုတော်ဆောင်နေဖြစ်ပါတယ်တရားတော့ရွာရဲ့မျက်နှာပုံးရွာလူကြီးဖြစ်ပါတယ်ဥမနာလေးဟိုကတော့ဟိုပြောတော့နော်โอเคဒီမှာတော့အများကြီးရှိပါတယ်ဆရာတော်တမ်ထမ်ဖြစ်ပါတယ်မက်ဒရစ်အတင်းတော်ဆရာဒီနေ့တကယ်ပဲပြည်မတော်ဖောင်ပွဲကိုဖျားရိခင်မျက်နှာထောက်ထားပြီးမှလာရောက်ပါဝင်ကြတဲ့သူတွေဖြစ်ပါတယ်ဒါနဲ့တင်းတော့အသီးသီးကနေအမှုတော်ဆောင်လေးဖြစ်ပါတယ်ဆရာဟုံနိုင်ဖြစ်ပါတယ်ဟိုမှာလည်းအမှုတော်ဆောင်လေးတွေဖြစ်ပါတယ်ဆိုတော့တရားလည်းအမှုတော်ဆောင်လေးဖြစ်ပါတယ်ဒီနေ့ပြည်မတော်ဖောင်ပွဲအခမ်းအနားမှာတကယ်အားသက်တရုပ်ပါဝင်ကြတယ်နေဘလောက်ပဲပြည့်မစေမမှုတဲ့ဖွဲ့တွေဖြစ်ပါတယ်လို့ဟုတ်ကဲ့ဟိုမှာကျွန်တော်တွေ့ရတာဒါတော့ကျွန်တော်တို့တာပြိုဖြူလေးတွေဖြစ်ပါတယ်လို့နော်နောက်ဘက်ကဟယ်လိုဗီဒီယိုဟယ်လိုဗီဒီယိုဒါရိုးရာဝတ်ဆောင်လေးရိုးရာဝတ်ဆောင်လေးဟယ်လိုဒီဝဟယ်လိုဒီဝရိုက်ခုမရိုက်ခဲ့တာโอเคဒါမှုလို့ဆောင်လို့ဖြစ်ပါတယ်ဒါလေးကတော့မှတ်တမ်းလေးတစ်ခုချမ်းဖို့ရခဲ့နေဒါတော့ဆက်လိုင်းနေဖြစ်ပါတယ်ကျွန်တော်တို့ဟေးပြောညီကိုများတင်းတော်ရဲ့ပြီးတော့မှမကိန်းနူးညီကိုများတင်းတော်မှာတကယ်တင်းတော်အကူရတဲ့တင်းတော်လူကြီးဖြစ်တယ်နောက်ကတော့တကယ်တင်းတော်လူကြီးတွေဖြစ်ပါတယ်တကယ်ချစ်လို့ကောင်းတယ်ဆက်ပြီးတော့တစ်ဖက်ကျွန်တော်ကြွားရအောင်ဟယ်လိုအားလုံးမင်္ဂလာပါမကြခင်ကာလမှာလိုင်းပေါ်ရောက်မှာနော်ဒီမျက်နှာလေးတွေလိုင်းပေါ်ရောက်မှာကောင်းကင်မရောက်ခင်လိုင်းပေါ်ရင်ရောက်မှာโอเคဆိုတော့ဖွင့်ပွဲခန်းနာလူငယ်သမားညီလာခံဘယ်သူတွေတက်တာလဲဆိုတာတို့ကိုမြင်ရဖို့နော်ဒါများရမှာဗောဆရာလေโอเคဒါလေးတွေကတော့လူငယ်လေးတွေဖြစ်ပါတယ်ဟေးဟယ်လိုလေးလုပ်လေgood morning okay နာမည်လေး mix မလားထောင်ပင်းokay ဒါတော့